Right အဲ့တော့17မြောင်လေးဒီ17မြောင်ရဲ့grammar ဘိုင်းကိုဆက်ပြီးတော့လေ့ကျင့်တော့မှာဖြစ်ပါတယ်အဲ့ဆိုလိုက်ကြည့်မယ်ပေါ့နော် Right ဆိုတော့36ကနေဖတ်ကြည့်အောင်တေဘူးလို့တော့ဥယျာဉ်နေပါတေဘူးလို့ဆိုဘွဲရဲ့အပေါ်မှာတဲ့နာနီနာနီခါခဲအဲ့တော့ခါခဲရဲ့အချိန်မှာဗာလိုက်လေဆိုရင်ဘတ်မတ်ဖြုတ်တဲ့ဖောင်လိုက်တယ်ပေါ့နော်ဘတ်လက်ဆဆိုတဲ့အဓိပ္ပာယ်တုံးတယ်အဲ့တော့ခါခဲတော့ကျော်တော့ရှင်ဘုံကဝီတဲ့အတာအဲ့တော့ဒီနေ့ရဲ့သတင်းစာထားခဲ့တယ်အဲ့တော့ဒီနေရာမှာဘတ်ကိုမတ်ဖြုတ်တဲ့ဖောင်ဆိုတော့ဒီမှာယောမိဆိုတဲ့ဟာပဲသုံးလို့ရမယ်ပေါ့နော်ယောမိခါခဲဆိုတာကဘတ်လက်ဆယောမိခါခဲတော့ကျော်တော့ရှင်ဘုံကဝီတဲ့အတာနော်ဆိုတော့ဒီမှာကအချီးပန်းဖြစ်ပါတယ်30ခွင်ကြောင့်ခါဇုကူကဖူရဲ့တာနော်မိသားစုတွေတိုးလာတယ်နာနီနာနီခါနိုကြောသူမကတဲ့မိုင်းနေချီနေတိုင်းပေါ့နော်တိုတဲမို့ဖိုးဖူကူတာဆိုတာဖိုးဖူကူတာရမ်းပျော်တဲ့ပုံပဲပေါ့နော်ရမ်းပျော်တယ်လို့ကြားတယ်အဲ့တော့ဒီနေရာမှာဘာကာရီနီဆိုတာလည်းမရဘူးပေါ့စိတ်တဲ့ဆိုတာကြောင့်အပြစ်ကြောင့်ဆိုနောက်ကနေပြီးတော့နှုတ်ရလက်တွေတိုက်တယ်ပေါ့နော်အဲ့ဒါလည်းမရဘူးဒီမှာရလက်ကအပေါင်းဆိုတော့ဥယျာဉ်နီဆိုတာအပြင်အဲ့တော့ဒီနေရာမှာမိသားစုတွေတိုးလာတဲ့အတွက်ကြောင့်ယေရှုကြောင့်သူကပျော်လာတယ်ဆိုလိမ့်ပြီပေါ့နော်ဥခါကေတဲ့ခါဇုကူကဖူရတာခါဇုဥခါကေတဲ့ခါနိုယောမိုင်းနီချီတိုတဲ့မို့ခိုးဖူကူတာဆိုတာအဲ့လိုမျိုးတွေပဲဖြစ်တယ်ပေါ့နော်ဆိုတော့38ကိုကြည့်ပါမယ်38ကဂျူကန်ဘန်ကျိုနိုတာမနီဆောင်းမွဲအတွက်လေးလာတာကိုဂျူကန်ဘန်ကျိုလို့ပြောတယ်ပေါ့နော်ဂျူကန်ဘန်ကျိုနိုတာမနီဆောင်းမွဲလေးလာဖို့အတွက်ဖူကူရှူတဲ့ယောရှူပေါ့နော်အဲ့တော့ဂျူတင်လေးကျင်တာလည်းလုပ်ရမယ်ဂျူတင်လေးလာလည်းလုပ်ရမယ်ဖူကူရှူလည်းလုပ်ရမယ်အဲ့တော့တိုးအရှော်နီဆိုပြီးတော့သုံးတယ်ပေါ့နော်အဲ့တော့ဒီဖူကူရှူတိုးအရှော်နီစာပြန်လည်လေ့ကျင့်တာရောနောက်တစ်ခုကဒီယောရှူရောအကုန်လုံးလုပ်ပါပေါ့နော်ရှိတဲ့ကူတာ size ဆိုတဲ့အဓိပ္ပာယ်နိကူတာပဲတဲ့ဆိုနိုင်ရှင်ပြီးတော့တစ်ခုကတာတယ်တစ်ခုကလုပ်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်နေမယ်အဲ့ဒါကြောင့်မလို့နီးကလည်းနံပါတ်1ကလည်းပေးတယ်ပေါ့နော်မရတိုယူယော်ဒီဆိုတာလို့ဆိုတာထက်အေလို့ဆိုတာထက်ဘီလို့ပြောရင်ပုံမှန်တယ်နောက်ကကျတော့ not kawari ဆိုတာအစားဆိုတဲ့အဓိပ္ပာယ်တော့ဒီနေရာမှာအတင်တော်ဆုံးကအချီးပန်းဖြစ်တယ်ပေါ့နော်39ကြည့်အောင်日本に来たのはဂျပန်ကိုရောက်ခဲ့တာကတော့3年前でလွန်ခဲ့တဲ့3နှစ်ကဖြစ်ပြီးတော့နာနီနာနီ一度もတစ်ချိန်လေးမှခုနီနီကအတိုင်းမီကိုခါရတဲ့ဤနိုင်ပေါ့နော်မပြန်ရသေးဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့အဲ့ဒါပြီးတဲ့နောက်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါပြီးတာကိုဆိုရီခါရလို့သုံးတယ်ပေါ့ဆိုရီခါရအဲ့ဒါပြီးရဲ့နောက်一度もခုနီနီはခါရတဲ့ဤနိုင်ပေါ့နော်ဒုက္ခခါရကဘယ်ကနေပြီးတော့နောက်တစ်ခုကခိုရီခါရအခုကစပြီးတော့ဆိုတဲ့အဓိပ္ပာယ်ဆိုခုခါရအဲ့ဒီနေရာကနေပြီးတော့ဒီနေရာမှာကျတော့အဲ့ဒီပြီးနောက်ဆိုတဲ့အဓိပ္ပာယ်ဆိုရီခါရလို့ပဲသုံးလို့ရမှာပေါ့နော်ဟုတ်ပြီနောက်တစ်ခုကတာတိုးရဲ့တဲမို့ဆိုတာမျက်နှာစလုံးမှာနံပါတ်40မှာတဲမို့ပတန်အဲ့တော့ဒီမှာတဲမို့ကပါလားဆိုတော့မပါဘူးပေါ့နော်ဟုတ်ပြီနောက်တစ်ခုမှတ်ထားရမယ်ကတဲမို့ကဘာနဲ့တူလဲဆိုရင်တတ်တဲ့နဲ့တူတယ်တဲမို့တတ်တဲ့အဲ့တော့အပြင်မှာကဆမ်းမန်းဖြစ်သွားတယ်ပေါ့နော်အဲ့တော့ဥမာဒီမှာဆိုလို့ရှိရင်ခူရုရှိခုပေါ့နော်ခူရုရှိခုတဲမို့တဲမို့ဆိုတော့ဒီမှာတတ်တဲ့တူပဲပေါ့နော်အဲ့တော့တာတိုးရဲ့ဒွန်နာနီဂေရီဘလောက်ပဲခူရုရှိခုတဲမို့ခူရုရှိခုတတ်တဲ့အဲ့တော့ဘလောက်ပဲဒီခံစားပေါ့နော်ခုစုဒီဝနော်မာ9တို့ဤခဲနိုင်ပေါ့နော်ဆေးရတော့မတောက်လို့မရဘူးတဲ့ဟုတ်ပြီဟုတ်ပြီအဲ့ဆိုနောက်တစ်ခု41ကိုကြည့်ပေါ့နော်41ကနော်チカクနေဆိုတာအနီးနားမှာပေါ့နော်အိုကီနာစူပါကတဲ့ခိတဲ့ခါရစူပါမားကတ်အကြီးဆောက်ပြီးတဲ့နောက်မှာတိုတန်ဝအဲ့ဒီဆိုင်ကပေါ့နော်အိုဖျာကူက customer တွေကနာနီဘာခါရီဒါရဲ့အချိန်မှာ traditional ပေါင်းလိုက်ပါတယ်ဆိုတော့ဟေရုဘာခါရီအဲ့ဒီဆိုင်ရဲ့အနီးနားမှာပေါ့နော်စူပါမားကတ်အကြီးလေးဆောက်လိုက်ကောဒီဆိုင်ဘာဖြစ်တော့ customer တွေရောကြသွားတယ်ဇက်တိုက်ဖြစ်သွားတယ်ဆိုတဲ့ပေါ့နော်ဟေရုဘခါဒီဆိုရင်ဇက်တိုက်ကြသွားတယ်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးတယ်ပေါ့နော်ကျွန်တော်တွေကမရဘူးကျွန်တော်တွေကဘာလို့ဆိုတော့ဒီ personality ပေါင်းမဟုတ်တဲ့အတွက်ကြောင့်ပေါ့နော်ဟေရာစုကဘာလို့မရလဲဆိုဟေရာစုဆိုတာကတာလို့ရှိဖြစ်နေတယ်ပေါ့နော်အမှန်ဒီလို့ရှိဖြစ်ဒီမှာကားဖြစ်နေတဲ့အတွက်ကြောင့်နော်ဟုတ်ပြီအဲ့ဆို42ကိုကြောင်းအာလူတာလန်တိုနော်အင်တိုင်ကိုတဲ့အာလူတာလန် sorry အာလူတာလန်တိုဆိုတာဒီအဖွဲ့တေးလန့်ရှိတဲ့သူကြီးပေါ့နော်အဲ့ဒါကြီးရဲ့ဒီအင်တိုင်ဆိုတာကအင်းတိုင်းဆိုတာကဒီလှုပ်ထွက်တာပေါ့နော်အဲ့လိုမျိုးလှုပ်ထွက်တာတွေကဖန်တွေကသူတဲမှုအရန်ကိုဘာဖြစ်တာအောင်စိတ်ဇန်နန်းဖြစ်တယ်ပေါ့ဇန်နန်းဆိုတာကဒီနောက်စလို့မှတ်ထားမှာ activity တွေနောင်တွေကိုဘတ်ပုံစံပြောင်းလို့ရှိရင်ဂါဒုလို့သုံးတယ်ဇန်နန်းဂါဒုအဲ့တော့ဇန်နန်းဂါဒီမတ်ဆိုတော့ဂါဒုကတပောင်ပြောင်းတော့ဂတ်တဇန်နန်းဂတ်တဇန်နန်းတလို့မရှိဘူးကိုတိုင်ပြောမှသာဇန်နန်းလို့သုံးမယ်တစ်ဖက်လူရဲ့တပ်ပါစင်ရဲ့အကြောင်းတွေကိုပြောချင်တဲ့အခါမှာဇန်နန်းဂါဒုလို့ပဲသုံးလို့ရမယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခု43ကိုကြည့်အောင်အီမင်းဆိုတာကဒီရွှေပြောင်းနေထိုင်တဲ့သူတွေပေါ့နော်ရွှေပြောင်းနေတဲ့သူတွေရဲ့ဒီမွန်တိုင်ဟောပြောင်းပြဿနာကနာနီတဲ့ဤရိုနာဣခံကအားမျိုးသောထင်မြင်ချက်တွေရှိတယ်ပေါ့နော်အဲ့တော့နိခိုတာရဲ့တဲ့ဆိုတာက
လိုက်ရွေးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အပေါ်မှာဆိုတဲ့အဓိပ္ပာယ်တော့ဥပမာပရိသတ်တွေရဲ့ဆန္ဒကိုလိုက်လျောတဲ့အနေနဲ့တခြင်းတစ်ပုတ်ထပ်ပြီးတော့ဆိုခဲ့တယ်အချိန်တိုးပြီးတော့ဆိုခဲ့တယ်အဲ့ဒါမျိုးဆိုကိုတာအဲလူကသုံးလို့ရတယ်ဒီနေရာမှာကျဘာသုံးမလဲဆိုရင်နိတုတ်တယ်ဆိုတာလည်းမေခွန်းအတွက်ဆိုပြီးတော့သုံးတယ်ပေါ့နော်ဒီမှာအတွက်ဆိုတော့ဒီမှာလည်းမရဘူးဆိုဒီမှာမှားနိုင်မှာတွင်ဝယ်ကဆိုတဲ့အဓိပ္ပာယ်အိုဟိတဲ့နိအိုဟိတဲ့ပါအဲ့တော့ဒီရွှေပြောင်းသူတွေရဲ့ပြဿနာမှာကတော့အမျိုးမျိုးသောအထင်မြင်ချက်တွေရှိနေကြတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီနေရာမှာဖြစ်မှာကယွန်မန်ဖြစ်မယ်ပေါ့နော်နိရှိတာခတေကကြတော့တဖြည်းဖြည်းနဲ့ပြောင်းလဲလာတယ်ဆိုတဲ့အဓိပ္ပာယ်အဲ့ဒါလည်းမရဘူးပေါ့နော်ဒီမှာလာတာနဲ့အမျှဒီမှာ A ဖြစ်လာတဲ့အမျှ B ကလည်းပြောင်းလဲသွားတယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်စံပန်ကလည်းပေးလိုက်နော်ဆိုယွန်မန်ဖြစ်တယ်ဟိုက်ဆိုတော့44ကိုကြည့်အောင်ပေါ့နော်バドミントンの、高木選手って高木選手လေရွေးစင်ကစားသမား高木やတဲ့知ってるသိပါသလားတဲ့အေးမသိဘူးတဲ့နာနီနာနီတစ်ဒါတွေနာနော်အဲ့တော့အဲ့ဒီလူကလေဆိုတဲ့ဒီပဲပြန်ပြောရမယ်လေဒီကကျတော့အဲ့လူကဘယ်သူတော့ဆိုနိုဟီတိုဝါဒါတွေနော်ဆိုနိုဟီတိုဝါဒါတွေနာနော်အာနိုဟီတိုလို့မသုံးဘူးပေါ့နော်ဟုတ်ဆိုနိုဟီတိုဝါဒါတွေဟုတ်ပြီအဲ့ဆိုတော့နောက်တစ်ခု45ကိုကြည့်အောင်ယာမရှိတာဆန်は山下さんဒီ夜よくဟိုတို့ဟိုတို့ဆန်ပေါ့နော်ညီလေးပေါ့ညီလေးတဲ့ဒီဆယ်ဝါကိုရှိတဲ့ဝေယဝိဆာတွေကိုလုပ်ပြီးတော့နာနီဥခါဆန်မိတိုင်းတာနေအဲ့တော့မိတိုင်းလို့ရောလို့ပါဗာနဲ့တူလို့ဆိုရင်မာရုတဲ့နာနီတော့ရောတကယ်ကိုအိမ်မက်အတိုင်းပါပဲတကယ်ကိုအိမ်မက်အတိုင်းပဲတကယ်တော့အိမ်မက်ဟုတ်လားဆိုတော့မဟုတ်ဘူးခုလည်းဒီမှာကြည့်လိုက်အဲ့တော့ဒီယာမရှိတာဆာပေါ့နော်သူ့ရဲ့ညီလေးကိုတခြားဝေယဝိဆာပြုစုပေးနေတဲ့အတွက်ကြောင့်တကယ်ကိုသူ့ရဲ့အမေတိုင်းပါပဲတကယ်အမေဟုတ်လားဆိုတော့မဟုတ်ဘူးနော်မာရုတဲ့နာနီတော့ရောမာရုတဲ့နောင်တော့ရောမာရုတဲ့နောင်မိတိုင်တာဆိုတဲ့ grammar pattern ပေါ့နော်ဆိုတော့ဒီနေရာမှာဖြစ်မှာက一番ちょうどတော့ကွက်တီおそらくဆိုနောက်ကဒါတော့လို့လိုက်တယ်ပေါ့နော်ဆိုらくဒါတော့ခံမှန်းခြင်းအဖြစ်နာနီပါပဲဆိုတဲ့နာနီလိမ့်မယ်နော် ichio ဆိုတော့လောလောဆယ်တော့ဒီညမှာဖြစ်မှာက ichiban ဖြစ်တယ်ပေါ့နော်はいဆိုတော့နောက်တစ်ခု46ကိုကြည့်ပါမယ်46ကကျတော့先生တဲ့စာခီယိုတို့ခုနကလေးတင်ဟာနာစာရတပြောခြင်းခံရတဲ့ခေးဆိုင်တော့ဝါဟာနာရှိဒီခေးဆိုင်ဆိုတာကစီးပွားရေးနဲ့ပတ်သက်တဲ့စကားကိုတဲ့မိုးအချီတို့တစ်ချိန်တော့နာနီမာဆန်ကာအဲ့တော့စန်ဆေးကိုတောင်းဆိုနေတာဖြစ်တဲ့ကြောင့်ကြားခွင့်ရနိုင်မလားဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဒီမှာကျတော့ခီးတဲ့ခုလာဆိုင်ကြားနားထောင်ပေးပါမရဘူးခီးတဲ့မိုးလာနားထောင်ပေးလို့ရမလားပဲပေါ့ဒါလေခီခါတဲ့တဲ့ဆိုတာကလည်းအတူတူပဲခီခါတဲ့ခုလာဆိုင်တို့ကဘယ်လိုပြောမလဲဥခဲမိခေဖြစ်နေပေါ့နော်ညမှာရှေးခိထဲမှာရလိမ့်မယ်ပေါ့ဆိုတော့နားထောင်ဝင်ပြုပါနော်ကျောင်းသားတွေကနားထောင်နေတာပေါ့စံစီပြောတဲ့စကားကိုဆိုတဲ့ပေါ့နော်ခိခါစစ်တဲ့ခုလာဆိုင်ရှေးခိနဲ့ဖြစ်လိမ့်မယ်ပေါ့နော်ဟုတ်ပြီနောက်တစ်ခု40ခုကြည့်အောင်အနန်းခိုင်ချွေးစားတဲ့တဲ့မှုဘယ်လောက်ပဲအချိန်ပဲဖြစ်ပေါ့နော်ဆိုတော့ဒီသတိပေးခြင်းခံရတော့လည်းပဲကျောင်းသားတွေကပေါ့နော်စေဝဝါရီကုတုပအဲ့တော့ဒီမကောင်းတဲ့စကားလုံးတွေကိုပေါ့နော်အဲ့တော့ဒီစကားလုံးတွေကိုပြင်မယ်လို့တောင်စိတ်ကူးမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့နောက်စနုမှတ်ထားမှာက ecoke ရှိနိုင် ecoke တို့ရှိနိုင်ပေါ့နော်တို့ဝရှိနိုင်တူတူပဲပေါ့နော်တို့ဝရှိနိုင် sorry ecoke တို့ရှိနိုင်ပေါ့နော်ရှိနိုင်ဆိုတော့ရှေ့က ecoke ပေါ့နော်အဲ့တော့ဒီမှာနာအိုးဆိုးဆိုတာပြင်အဲ့တော့နာအိုးဆိုးတို့ဝရှိနာခတ်တာပြင်မယ်လို့တောင်စိတ်ကူးမရှိခဲ့ပါဘူးဆိုတဲ့ပေါ့နော်အဲ့တော့ဘလောက်ပဲចောင်းသားတွေကိုတတိပေးចောင်းသားတွေကမကောင်းတဲ့စကားလုံးတွေသုံးတာကိုမပြင်ဘူးမကောင်းတဲ့စကားလုံးတွေကိုမပြင်ဘူးပေါ့နော်ဆိုးရတဲ့စကားလုံးတွေကိုမပြင်ဘူးဆိုတဲ့အဓိပ္ပာယ်ပြင်မယ်လို့စိတ်ကူးမရှိဘူးအဲ့လိုမျိုးအဓိပ္ပာယ်ပေါ့နော်နိဗ္ဗာန်စောစံ48ခုကြောက်နောက်တစ်ခုဒီအဲ့တို့ဒီခုခိတို့ရှိတိုင်းရှိတယ်ပေါ့နော်တာပါစင်တော့ပဲသုံးတယ်ဥမာအဖေကလေကျွန်တော်ပြောတဲ့စကားကိုနားထောင်မယ်လို့စိတ်ကူးမရှိတာအဲ့လိုမျိုးသုံးလို့ရတယ်ပေါ့နော်ဥမာခိခိုတို့ရှိတိုင်းအဲ့လိုမျိုးလေးသုံးပေးရတယ်ပေါ့နော်48この和菓子ဆိုတာဂျပန်မဟုတ်ပေါ့နော်sorry ဒါကဘာလဲဆိုရင်ဟီတိုကူချီတစ်လုံးလောက်ပြီးဒါပဲတဲ့မို့ဤရောစားလို့ရတယ်တစ်လုံးသေးဆိုရင်စားလို့ရတယ်ဆိုတော့ဒါခဲနာတာပေါ့နော်ဟီတိုကူချီဒါခဲနာတာဒါပဲတဲ့မို့ဤရောနော်အာရီဂါတိုကျေးဇူးပါနော်ကိုတိုင်းရှိကဆိုရင်နောက်က9လိုက်ရခါရနာရဆိုတာကမရှိဘူးပေါ့နော်ဒါခဲရှိကဆိုလို့ရင်တော့အောက်ကနေပြီးတော့ညင်းလိုက်ရရှိကလွေမဟီတိုစဒါခဲရှိကဟီတိုကူချီဒါခဲရှိကဒါပဲနိုင်တယ်ဆိုတာဆိုင်ပေါ့နော်ဒါမှမဟုတ်ဒါပဲမဆန်ဆိုတဲ့အဓိပ္ပာယ်နဲ့သုံးလို့ရတယ်ဆိုတော့ဒီညမှာဒါခင်းနာတာကပို့ပြီးတင်တော်တယ်ပေါ့နော်တလုတ်သေးဆိုရင်တော့ဒါပဲတင်မူကြီးရောစားလို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ဟုတ်ဆိုတော့နောက်တစ်ခု
မွန်တိုင်းနာနာပေါ့နော်ကုသိုလ်ဘာနော်ဂျွန်ဘန်စကလုံးလေးရေးစီမယ်ပေါ့နော်ကြောက်တိုင်းဟန်အိုမာတာဆေရှိမစတာစောင့်နေပြီးရတော့ကျေးဇူးတင်ပါတယ်ရပါတယ်ဝါတာရှိမို့ကျွန်တော်လည်းပဲနာနီတစီရောကျွန်တော်လည်းပဲနာနီဖြစ်ပါတယ်တဲ့အဲ့တော့ကြောက်今来たところ大丈夫ですから。そう、大丈夫ですよ。やばいဆိုတုံးလို့ရတယ်ဒီဆိုတာနဲ့ဒီမှာတင်းနဲ့လေးနဲ့ရတယ်တွဲလို့ရတယ်ဘတ်တာတုကိုတော့ဂရမာပတန်ရအဲ့တော့ငါလည်းပဲခုမှရောက်ခါစားနော်今来たところですからကျွန်တော်လည်းပဲခုမှရောက်ခါစားမို့လို့大丈夫ですよအဲ့တော့ဒီမှာက3番ဖြစ်ပါတယ်ですからနော်ဆိုတော့နံပါတ်50ကြည့်အောင်妹はညီမလေးကတဲ့ဇန်ဇန်လုံးဝနာနီနာနီのような話し方をするနာနီနာနီပုံစံမျိုးစကားပြောတဲ့ပုံစံမျိုးကိုလုပ်တယ်ပေါ့နော်အဲ့တော့ပြောတယ်ဆိုတဲ့အဲ့တော့ဒီ noun ရောဆိုရင် noun ရောလို့သုံးတာများပါတယ်အဲ့တို့ကြောင့်ဒီမှာ noun ပါတာဆိုလို့ရှိရင်友達のရမယ်နောက်တစ်ခုကဘာလဲဆိုရင်ရှီရာနိုင်ဟီတိုနော်ရောအဲ့တော့ဒီနေရာမှာဇန်ဇန်နဲ့တွဲတာဘက်ကညင်းလိုက်ရမယ်ဆိုတော့ဒီမှာရှီရာနိုင်ကဒီနေရာရောက်သွားမယ်ဇန်ဇန်ရှီရာနိုင်ဒီမှာ友達ကဒီနေရာရောက်သွားမယ်ပေါ့နော်အဲ့တော့sorry 友達ကဒီမှာပေါ့နော်တငယ်ချင်းလိုမျိုးပြောတယ်အဲ့တော့လုံးဝကောင်းညီမလေးကပေါ့နော်လုံးဝမသိတဲ့သူတွေအထီတောင်မှတငယ်ချင်းပုံစံမျိုးစကားပြောတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဇန်ဇန်ရှီရာနိုင်ဟီတိုနိတိုင်ရှိတဲ့မာတဲ့ဆိုတော့ဒီနေရာမှာဒီမာတဲ့ကဒီနေရာမှာဖြစ်ပေါ့နော်ဒီမေကွန်းကဘယ်လိုဖြစ်မလဲဆိုတော့အဖြေ2မျိုးဖြေလို့ရနေပေါ့နော်ဒါတခြားတော့စနေတယ်တခြားမသိဘူးဘယ်လိုလဲဆိုလို့ရှိရင်နောက်တစ်မျိုးဖြေကြည့်ချင်တာဇန်ဇန်ရှီရာနိုင်ဟီတိုမာတဲ့နိတိုင်ရှိတဲ့အဲ့လိုမျိုးလည်းရအထီတောင်မှဆိုတဲ့ဒီပေါ့နော်နိတိုင်ရှိတဲ့အဖြေက1နဲ့4နဲ့ကလှည့်လို့ရတယ်ပေါ့နော်ကြိုက်တယ်လို့ဖြေကြည့်ပါဟုတ်ပြီနောက်တစ်ခု51ကိုကြည့်အောင်チャンスだからခွင့်ရဖြစ်တဲ့အတွက်ကြောင့်စုကုနိနာနီနာနီတို့အမို့အဲ့တော့ချက်ချင်းနာနီနာနီတို့အမို့ချက်ချင်းနာနီနာနီလို့ထင်ပါတယ်တဲ့ဟိုကအီတို့အမို့နော်အဲ့တော့ဒီမှာအာကီရာမဲနိုင်ဥမခုဣခာနာကုတေမို့အဲ့တော့ဥမခုဣကုဆိုတာတွဲသုံးတယ်အဲ့တော့3နဲ့2နဲ့တွဲမယ်ဥမခုဣခာနာကုတေမို့အာကီရာမဲနိုင်ဟိုကဣဗန်နိုင်ဟိုကဣဆိုတာလည်းတွဲတယ်ပေါ့နော်အဲ့တော့နံပါတ်ဖြေမှာကယွန်မန်ဖြစ်မယ်အာကီရာမဲနိုင်ဟိုကဣတို့အမို့ဆိုဥမခုဣခာနာကုတေမို့နော်ဆိုအခွင့်အရေးဖြစ်တဲ့အတွက်ကြောင့်ဘလောက်ပဲချက်ချင်းပြီးတော့ဗောနော်ချက်ချင်းကြီးဒီအဆင်ပြေမဟုတ်တော့လည်းပဲလက်မလျှော့တင်ဘူးနော်ဥမာကိုအခါနာကိုတင်မို့အခီလာမယ်နိုင်ဟိုကအီတိုမဟုတ်ဘူးဗောနော်ဟဲ့အစော52ကိုကြည့်ပါမယ်52ကဘာလဲဆိုရင်ဆိုရိုဆိုတာကမကြခင်ဗောနော်ခီကဆွီတာအဲ့တော့ဆိုရိုဒေခါခေယောနဲ့အီကိုကီနဲ့တိုးဆုတို့နဲ့သုံးတဲ့အတွက်ကြောင့်ဒေခါခေယောတိုဆုတို့အဲ့တော့2နဲ့4နဲ့တွဲမယ်ဗောနော်တုခိအခါမှာအဲ့တော့မကြခင်ထွက်တော့မယ်ပေါ့နော်ဤခါရဲ့အပြင်ထွက်တော့မယ်တေခါခေယောတုရှိတာဒုခိနိဒါဒီမှာဖြေမှန်က1ဖြစ်ပြီပေါ့နော်ဆိုတော့မကြခင်အပြင်ထွက်မယ်လို့လုံတုံးရှိသေးတယ်လုတ်ခဲ့တဲ့အချိန်ကဘာဖြစ်တော့ဆိုတော့ဝါစုရဲ့မွန်နိုလိခီကစီတာဒီမိကြံပစ္စည်းကိုသတိထားမိသွားတယ်ဆွဲသေးပြီအဲ့တော့ဖြေမှန်ကရှိပါနောက်တစ်ခုစူမာကလည်းဇနီးကနာနီနာနီမီယေရုနာနီနာနီလို့မြင်ရတယ်ဆိုတော့ဒီမှာဘာလဲဆိုရင်စူယာကုနိုရှိဘောတော့ဘာသာပြန်တဲ့အလုပ်ပေါ့နော်နောက်တစ်ခုကကျတော့ဆန်းရှုခါတာပြီးခဲ့တဲ့တစ်ပတ်ကနော်နောက်တစ်ခုကဟာဂျီမေတာတိုင်းဟန်ဆိုနီအဲ့တော့ဆိုနီမီရဲလို့သုံးမယ်ပေါ့နော်နီမီရဲလို့အဲ့တော့ပြင်ပန်းတယ်လို့မြင်ရတယ်ဆိုနီတိုင်းဟန်ဆိုနီမီရဲလို့ဆဆူမာကဆန်းရှုခါတာပြီးခဲ့တဲ့တစ်ပတ်ကစတင်ခဲ့တဲ့အလုပ်ယွန်းပန်းပေါ့နော်ဟာဂျီမေတာစူယာကုနိုရှိကိုတိုစူယာကုနိုရှိကိုတိုကတိုင်းဟန်ဆိုနီမီရဲလို့အဲ့တော့ပြင်ပန်းက一番စူယာကုနိုရှိကိုတိုဖြစ်တယ်ပေါ့နော်はいအဲ့တော့အဲ့ဒီရမယ်ထင်ပါတယ်โอเคအဲ့တော့နောက်တစ်ခုနောက်ဆုံးကစာပိုက်ပုံစံလေးပေါ့နော်စာပိုက်မဖတ်ခင်မှာဒီအောက်ကသူပြီးထားတဲ့ချူကြီးတွေဖတ်ကြည့်အောင်ပေါ့နော်ဆိုတော့ချီတက်ခိခိုးခိရှင်ဆိုတာကဘာအဓိပ္ပာယ်လဲဆိုရင်いろいろなことを知りたいအဲ့တော့မျိုးသောအရာတွေကိုသိကျင်တယ်研究したいという気持ちအဲ့တော့သူတည်နာလုပ်ကျင်တယ်စူဇန်နဲ့စိတ်ပေါ့နော်အဲ့ဒီစိတ်အဲ့တော့ချီတက်ခိခိုးခိရှင်ဆိုတာကစူဇန်လုပ်တဲ့စိတ်တင်ယူလို့စိတ်ပေါ့နော်အဲ့လိုမျိုးသိပြီနောက်တစ်ခုက motivation ကတော့မနက်ဆိုဒီဗီတာ motivation ပေါ့နော်ဥမာဂျပန်အန်တူဆိုလဲအန်တူအောင်လုပ်ဖို့အတွက်review အကြောင်းပြချက်အဲ့လိုမျိုးကိုဆုံးဖြတ်တယ်ပေါ့နော်တစ်ခုအတွက်ဆုံးဖြတ်တာတဲ့ target လုပ်ထားတဲ့အကြောင်းပြချက်အဲ့လိုမျိုးကိုသုံးတယ်ပေါ့နော်ဒီမှာဆိုလို့ရှိရင်ကိုဒိုစုဒို review ပေါ့နော်အဲ့ review မို့လုပ်ဖို့အတွက်အကြောင်းပြချက်ဒိုခိဥမာအလုပ်လျှောက်တယ်ဆိုလဲအလုပ်လျှောက်တဲ့ရည်ချက်အဲ့ motivation ပေါ့နော်နောက်တစ်ခုကကျစူနာကိုခါမှုရောဆိုတာကရတာမရှိဘူးဆိုတဲ့အဓိပ္ပာယ်ပေါ့နော်စူနာကိုခါမှုရောဆိုတော့
ဒါ phrase ပုံစံလေးပေါ့နော်ဆိုနာကိုခမှုရောနာနောအာဂျီမှုဘာရတာပဲဖြစ်ဖြစ်တာနိုရှိစာမို့နိုင်ရောစုပျော်ရွှင်စရာမရှိတဲ့အခြေအနေဆိုတော့ရတာမရှိတဲ့အခြေအနေဆိုတဲ့အိဗယ်နဲ့သုံးမယ်ပေါ့နော်နောက်တစ်ခုကဟာရက်တစ်ကဘာလဲဆိုရင်ဒါရိနိမှုခိကိုစကားကိုခို့တော့မို့နခုနိုင်ဆိုတဲ့အိဗယ်ပေါ့နော်ဒါရိနိမှုဘဒူစီမာမခိကိုစကားဥခို့တော့နိုင်ခိကိုစကားဥဆိုတာကဟိုတနည်းအားဖြင့်ပြောရင်ရှင်းပိုင်းစုလို့ဆိုတဲ့အိဗယ်အဲ့တော့ဒီနေရာမှာနိုင်ဆိုတော့ရှင်းပိုင်းရှိနိုင်ဘသူမှစိတ်မပူဘူးပေါ့နော်ဘယ်ဟိုမှစိတ်မပူဘူးဆိုတဲ့အဓိပ္ပာယ်အဲ့တော့နောက်တစ်ခုကကျတော့မီရန်ဆိုတာကအခီရာမဲနိုင်ခိမိုချီလက်မလျှော့တဲ့စိတ်အခီရာမဲနိုင်ခိမိုချီနောက်တစ်ခုကတာရိုတိုရိုဆိုတာကမူဒလာဒတ်ဆိုတဲ့ပေါ့နော်နောက်တစ်ခုကရှင်းခဲဆိုဆိုဆိုခုရှင်းခဲဆိုဆိုဆိုခုဆိုတာ自分の持っている全ての力を使うတာကအဲ့တော့ကိုယ်မှာရှိနေတဲ့ຢာတွေအားလုံးကိုအားလုံးခွန်အားတွေကိုအကုန်လုံးသုံးလိုက်တယ်ဆိုတဲ့ပေါ့နော်အစွမ်းကုန်ဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲနောက်တစ်ခုကရှင်းရှောကိုင်းဆိုတာတစ်လုံးရှောဆိုတဲ့နော်နောက်တစ်ခုကမိုနိုနီနာတုဆိုတာကကိုယ်သေးဝဒီနေရာမှာဆိုရင်ဟိုကာနိုဟီတိုတာချီနီအခြားလူတွေရဲ့မီတိုမဲတာတဲ့လူယောနာဟီတိုနီနာတုဖို့တော့အတိမတ်ပြရတဲ့လူဖြစ်သွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မိုနိုနီနာတုဆိုတာဆိုတော့အဲ့ဒါပြီးတော့ဒီဘက်ကကွက်လက်ပြီးသားကိုဖတ်ကြည့်အောင်ရှိတဲ့တည်တယ်ရှိရီတခုတဲ့တည်ကျင်ပြီးတော့ရှိရာဇုနိမတည်ဘဲနဲ့ရှိရီဇိုနာဆိုတော့ရှိရီဆိုတဲ့တည်တဲ့ပုံပေါ်ပြီးတော့နောက်တစ်ခုစတဲ့တဲ့ရှိမတာတို့したらလွှင့်ပြလိုက်မယ်လို့လုပ်တဲ့အခါမှာပေါ့နောက်တစ်ခုကကျတော့စတဲ့တာတို့してもလွှင့်ပြခဲ့တယ်လို့ဆိုပေမဲ့နောက်တစ်ခုကစတဲ့တာတို့してもစတဲ့တာတို့してもဒါကပေမဲ့မပါဘူးเนาะဒါကကျတော့လွှင့်ပြမယ်လို့လုပ်ပေမဲ့ဆိုပေမဲ့နောက်တစ်ခုကစတဲ့တို့してもလွှင့်ပြတယ်ဆိုပေမဲ့ဟုတ်ပြီနောက်တစ်ခုကကျတော့စကားဥစုမိုဒီတတအသုံးပြုမယ်လို့တွေးထားခဲ့တယ်နောက်တစ်ခုကစကတ်တဲ့အသုံးပြုခဲ့တဲ့စကာဝနာခတအသုံးပြုခဲ့ဘူးစကာဥဘေကိတတအသုံးပြုခဲ့တဲ့ဆိုတော့နောက်တစ်ခု50ခွန်ကကျတော့ရှိကဆိုတာလွဲ၍ခိုးဆိုတာကကတော့စုရနောက်တစ်ခုကစာအဲတောင်မဆိုတဲ့ပြီပေါ့နော်58ကကျတော့ယောခုခန်းကားရဲ့တိမ်မတ်ကောင်းကောင်းစဉ်းစားတယ်နောက်တစ်ခုကဟိုတွန်းတို့မာချီကာကြီးအာဒီမဆန်အမှားမရှိဘူးတော်တော်များများခဲရှိတဲ့အာဒီမဆန်လုံးဝမရှိဘူးအမာရီအေမဆန်လုံးဝမပြောနိုင်ဘူးဟုတ်ပြီဆိုတော့ဒါဆိုရင်အကြမ်းမြင်ရပြီတဲ့ဘယ်လိုတော့ဖက်ကြည့်အောင်ဟုတ်တော့ねはいအဲ့ဆိုဖက်ကြည့်ပါမယ်学校での勉強がကျောင်းမှာစာလေ့လာတာကတဲ့မူသားတတ်တူယူဟီတူပါအဲ့တော့အလားတက်ပါပဲဥမာဟိုတက္ကသိုလ်မှာစာလေ့လာခဲ့တဲ့ဟာတွေကဟိုအကုန်လုံးမူသားပေါ့နော်ဟာလားတက်ပါပဲကွာအချိန်ဖြုံးတာတက်ပဲအဲ့လိုမျိုးထင်တဲ့သူပေါ့နော်အဲ့လိုမျိုးပြောတဲ့သူကတဲ့မာနဘူးလေ့လာရတဲ့ဒါလို့ရှိစဒီပျော်ရွှင်မှုပေါ့နော်လေ့လာရတဲ့ပျော်ရွှင်မှုနာနီ勉強を終えてしまったのだと思いますအဲ့တော့ဘာလို့ပြောချင်တာလဲဆိုလို့ရှိရင်ဟိုကျောင်းမှာလေ့လာခဲ့တာတွေကလေ့လာခဲ့တာတွေတဲ့အလဟတ်တက်ဖြစ်တယ်လို့တွေးတဲ့လူတွေကတဲ့အဲ့တော့ဒီစာလေ့လာရတဲ့အနှစ်တာတာပေါ့နော်တာလို့ရှိစားဆိုအနှစ်တာတာကိုဟိုမတိဘဲနဲ့ဒီတိုင်းပဲလေ့လာတာကိုပြီးသွားတဲ့ပုံစံမျိုးဖြစ်နေတယ်လို့ထင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဒီနေရာမှာမတိဘဲနဲ့ဆိုတော့ရှိရာဇုနိဆိုတဲ့ကအဖြေမှန်ဖြစ်တယ်ပေါ့နော်ဆိုတော့အဖြေမှန်ကစမ်းမှန်ဖြစ်လိမ့်54ကပေါ့နော်ဟုတ်တယ်နော်ရှိရာဇုနိမတိဘဲနဲ့ဒီစာလေးလာကြီးပဲပြီးသွားတယ်ဆိုတော့အဲ့အကြောင်းမလို့ထင်ပါတယ်တဲ့ဟုတ်ပြီနောက်တစ်ခုဟန်တိုင်းနိတစ်ဖက်မှာဟုတ်ဆိုတာဘာလဲဆိုရင်ဒီရှေ့ကလူကဘာထင်တာလဲဆိုရင်စာလေးလာတာကအလဟတ်တက်လို့ပြောတယ်အဲ့တော့နောက်တစ်ယောက်ကじゃဘာပြောမလဲဆိုရင်စာလေးလာတာကအလဟတ်တက်မဟုတ်ဘူးပြောခြင်းတဲ့သူပေါ့နော်အဲ့တော့ဒိုနိုဘန်ကျော်မှုပဲလေးလာတာပဲဖြစ်ဖြစ်မူဒါနန်တဲ့ခုတော့9နခုပေါ့နော်အဲ့တော့ဟိုအလဟတ်တက်ဖြစ်တယ်ဆိုတာတော့မရှိဘူးဆိုတဲ့အိပေါ့နော်ဒိုနိုဘန်ကျော်မှုမူဒါနန်တဲ့ခုတော့နခု今もအခုလည်းပဲ役に立ってဆို役に立っているという人もいます。ခုတတိတောင်သုံးဝင်နေရလို့ပြောတဲ့လူလည်းပဲရှိပါတယ်တဲ့။その違いはなぜ起きるのかအဲ့ဒီဟိုကွဲလဲချက်ကပေါ့နော်အဲ့တော့ဘယ်လိုဘာကြောင့်ဖြစ်နေတာလဲတဲ့ဟုတ်ပြီကြည့်အောင်その大きな理由の一つはအဲ့ဒါတွေကပေါ့နော်ဒီအကြီးမားဆုံးပြဿနာsorry เนาะဒီအကြောင်းပြချက်တစ်ခုအနေနဲ့ကတော့ဆိုခိုနီအဲ့ဒီနေရာမှာချီတေခီခိုခီရှင်ခုနကဖတ်ခဲ့တယ်ပေါ့နော်အီရိုနာကိုတို့ရှီဒီတိုင်းမြို့တော်ຢာတွေကိုသိကျင်တယ်နောက်တစ်ခုကအီရိုခန်ကျူရှိတိုင်းပေါ့နော်သူတင်လာလုပ်ချင်တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့သိကျင်လို့စိတ်ပြင်းပြစိတ်နော်လိုချင်မှုအဲ့ဒါကအာရုကဒုက္ခရှိလားမရှိဘူးလားဆိုတာရေနောက်တစ်ခုကကျတော့
sono satato omoimasu အဲ့ဒါကွာခြားနေရလို့ထင်ပါလေတဲ့နော်အဲ့တော့လိုချင်စိတ်ရှိရလားမရှိရလားပေါ့နော်စိတ်ဝင်စားမှုရှိမရှိအဲ့ဒါမျိုးကဒါဟိုအကြီးမားဆုံးတွေကအကြောင်းပြချက်တစ်ခုဖြစ်ပါတယ်တဲ့ဟုတ်ပြီနော်နောက်တစ်ခုကရှီကန်နီဥခါရီတိုင်းတို့ယူဒီဆောင်မွဲမှာပေါ့နော်အောင်ကျင်တယ်လို့ဆိုတဲ့ motivation ဒါခင်းလာတာအဲ့တော့ဆောင်မွဲအောင်ကျင်တယ်လို့ဆိုတဲ့စိတ်ကလေးသာရှိမယ်ဆိုရင်တဲ့ရှိရှိကေတခိခိုးရှင်ကနာခုတဲ့မှုအဲ့တော့ဒီသိကျင်လို့စိတ်လိုချင်စိတ်တွေမရှိလဲပဲနော်နာခုတဲ့မှုတော့မရှိလဲပဲ bank cure ကတခိလို့စာလေးလာလို့ရပါတယ်တဲ့ဆိုတော့ဥမာဟိုဆောင်မွဲအောင်ကျင်တယ်ဆိုတဲ့စိတ်လေးရှိရဆိုရင်တော့မှဟိုရပြီဆိုတဲ့အဓိပ္ပာယ်ပေါ့နော်သူတနားလုံးချင်တဲ့အတစ်တွေမျိုးမျိုးသောຢာတွေသိကျင်တယ်လို့ဟိုမဆိုလို့ဘူးပေါ့နော်တခြားအောင်ကျင်တယ်ဆိုတဲ့စိတ်ထားလေးရှိရင်ကိုဟို bank cure ကလုပ်လို့ရတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်မုခီယောနောတမေနိဒီ target အတွက်ပေါ့နော်စုနာကိုခမှုယောနာဆိုတာကစုနာကိုခမှုယောဆိုတာကဘာအရတာမရှိအနှစ်တာမရှိဆိုတဲ့အဓိပ္ပာယ်နဲ့အတူတူပဲပေါ့နော်ခုနအနမ်းရတာမရှိလို့သူကပြောတာပေါ့အာကြည့်နန်းတော်အာကြည့်မှုနိုင်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့ဘာမှမရှိတဲ့ဒီဒိုလျောကုရှိတဲ့ကြိုးစားအထုတ်ပြီးတော့ဒွန်နာနိတိုင်းခုစုတဲ့မှုဘလောက်ပဲပင်မsorry ညင်းငွေနေပြီပေါ့နော်အရာတဲ့မှုမကြိုက်နေပြီစေဂျာရီတို့ရှိဆက်လက်လှုပ်ဆောင်ပြီးတော့ဟာရဲတဲ့ဂိုကာကုနောဟီယိုမူခါရဲတတ်တို့ရှိမှပေါ့နော်အဲ့ဒါဘာပြောရလဲဆိုရင်ဟာရဲတဲ့ကခဏနော်ဟာရဲတဲ့ကိုပြန်တော့ကြည့်အောင်ဟာရဲတဲ့ကဘာလေးပဲဖြစ်ဟာရဲတဲ့ဆိုတာကဒါရီနီမှုခီယိုစကောက်ခုတို့မနိုင်အဲ့တော့စိတ်ပူပန်မှုမရှိဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ဆိုတော့ဒီမှာဘာဖြစ်မလဲဆိုလို့ရှိရင်အဲ့ဒီမှာနော်ဟာရဲတဲ့ဆိုတာကစိတ်ပူပန်မှုမရှိဘဲနဲ့အဲ့တော့ဒီအောင်တဲ့နေ့ကိုပေါ့နော်ကိုကခုနော်ဟီကိုမူခါရဲတတ်တို့ရှိမှအဲ့တော့ဒီအောင်ဆောင်မဲ့အောင်မဲ့နေ့ကိုပဲစောင့်ပြီးတော့ကြိုးနေတယ်ပေါ့နော်ဟုတ်ပြီဆိုတော့ဘယ်လောက်မှလည်းမကြိုးစားဘူးပေါ့နော်ဒီနှစ်တာမရှိတဲ့ကြိုးစားအထုံးမှုလုပ်ပြီးတော့ဘယ်လောက်ပဲပင်ပန်းနေပါစေဘယ်လောက်ပဲပြင်းနေပါစေမကြိုက်နေပါစေပေါ့နော်အဲ့တော့ဒီကိုကာကုနောဟိပေါ့နော်အောင်မြင်မဲ့နေကိုဆောင်မဲ့အောင်မဲ့နေကိုပဲကြိုမယ်လို့လုပ်နေကြတယ်တဲ့အဲ့လိုမျိုးသိပေါ့နော်ကြိုးစားအထုံးမှုမရှိဘဲနဲ့ဆိုတော့ဟုတ်ပြီနောက်တစ်ခုရှီကာရှိတို့ပေမဲ့ဆိုနိုကိုတဲ့ဆိုနိုအတူတဲ့အဲ့နောက်မှာပေါ့နော်ဂမ်ဘတ်တဲ့ကြိုးစားပြီးတော့စကတ်တတက်ခီစုတိုရူဤဆိုတာကတက်စပို့စာအုပ်ပုံစံမျိုးစားတွေပေါ့နော်မျိုးတော့တက်စပို့စာအုပ်တွေပေါ့နော်မီရန်မိုနာခုဆိုတာကမီရန်ဆိုတာကိုချက်ပြန်သွားကြည့်မီရန်ဆိုတာကဘာလေးပဲလဲဆိုလို့ရှိရင်အာခီတာမဲနိုင်ကိမိုချီလက်လျှော့လက်မလျှော့ခြင်းနဲ့စိတ်ပေါ့နော်အာခီတာမဲနိုင်ကိမိုချီမီရန်ဆိုတော့ဒီမှာဆိုရင် textbook စာအုပ်တွေကိုတဲ့မီရန်မိုနာခုဆိုတော့လက်လျှော့ခြင်းနဲ့စိတ်မရှိဘူးဆိုတော့ဘာဖြစ်တယ်လဲဆိုတော့လက်မလျှော့ဘူးဆိုတဲ့ sorry မီရန်ကလက်မလျှော့ခြင်းနဲ့စိတ်နော်အာခီရာမဲနိုင်ခိမိုချီအဲ့တော့လက်မလျှော့ခြင်းနဲ့စိတ်ကဒီမှာနာခုဆိုတော့မရှိဘူးအဲ့တော့လက်မလျှော့ခြင်းနဲ့စိတ်မရှိဘူးဆိုတော့လက်လျှော့ခြင်းနဲ့အဓိပ္ပာယ်ပေါ့နော်လက်လျှော့ခြင်းနဲ့နာနီဘန်ကျိုကတိုရိုဒက်ရှိကနာခတာကိုတိုနီနာဒီမတ်အဲ့တော့တိုရိုဒက်ဆိုတာကဘာလဲဆိုလို့ရှိရင်ဒီမူဒအဲ့တော့မူဒတဲ့ရှိကဆိုရင်အလတ်တက်ကလွဲပြီးတော့နာခတာကိုတိုနီနာဒီမတ်မရှိတော့ဘူးဖြစ်သွားမယ်အဲ့တော့အချင်းကြီးပဲဖြစ်သွားမယ်ဆိုတဲ့အဓိပ္ပာယ်နဲ့တူတူပဲပေါ့နော်တိုရိုဒက်ရှိကနာခတာကိုတိုနီနာဒီမတ်အဲ့တော့မူဒရှိကနာခတာကိုတိုနီနာဒီမတ်မူဒရှိကနိုင်ပေါ့နော်မူဒအလတ်တက်ကလွဲပြီးတော့မရှိဘူးဆိုတဲ့အကြောင်းဖြစ်သွားလိမ့်မယ်ပေါ့နော်ဆိုတော့ဒီမှာဘာဖြစ်မလဲဆိုတော့55ကတော့ကြည့်အောင်ပေါ့နော်ဘာပြီးထားလဲစတေတေရှိမတာတိုရှိတာစတေတေရှိမတာလွတ်လိုက်မယ်ဆိုရင်ဆိုပြီးတိုရှိတာလောက်လိုက်မယ်ဆိုရင်တိုရှိတယ်မို့လုံးတော့လဲပဲလုံးပြီးတော့လုံးတော့လဲပဲပေါ့နော်အဲ့တော့စတေရုတိုရှိတယ်မို့အဲ့တော့ကြည့်အောင်အဲ့တော့ဒီမှာ test for စာအုပ်တွေကိုပေါ့နော်မီရန်မိုနာခုအဲ့တော့ဒီမီရန်ဆိုတာကရှုံးမပေးခြင်းနဲ့စိတ်ဒီမှာကျတော့နာခုဆိုတာမရှိဘူးဆိုတော့ရှုံးပေးခြင်းနဲ့စိတ်မရှိဘူးဆိုတော့ရှုံးပေးခြင်းနဲ့ဆိုအဓိပ္ပာယ်ဖြစ်သွားမယ်ပေါ့နော်ရှုံးမပေးခြင်းနဲ့စိတ်မရှိဘူးဆိုတော့ရှုံးပေးမယ်အဲ့တော့ဟိုလက်လျှော့လိုက်မယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်သွားမယ်ပေါ့နော်အဲ့တော့ဟို test for စာအုပ်တွေကိုကိုစူးစမ်းပြီးတော့အသုံးပြုလာတဲ့ test for စာအုပ်တွေကိုပေါ့နော်လက်လျှော့လိုက်ပြီးတော့မလုပ်တော့ဆိုတော့နှုတ်ပစ်လိုက်မယ်လို့လုပ်လိုက်မယ်ဆိုရင်တဲ့ဘာလို့ဆိုတော့စာလေးလာတာကအလတ်သက်ဖြစ်သွားမယ်ဆိုတဲ့အဲ့တော့ဘာဖြစ်သွားမလဲဆိုရင်အဖြေမှန်ကစတေတေရှိမတာတိုယူခိုဒိုsorry စတေတေရှိမတာတိုရှိတာပေါ့နှုတ်ပစ်လိုက်မယ်ဆိုလို့ရှိရင်ဆိုတဲ့အဓိပ္ပာယ်ဖြစ်မယ်ပေါ့နော်
တော်လဲပဲလို့မရအောင်တော်လဲပဲဆိုလို့ရှိရင်အလဟတ်တက်ဖြစ်မယ်လို့မရအောင်လीဆိုတော့လွှင့်ပြလိုက်လို့ရှိရင်မင်းအလဟတ်တက်ဖြစ်သွားမှာပဲလीဆိုတဲ့အဓိပ္ပာယ်ပေါ့နော်ကျူသားအထုံးမှုမရှိဒီလက်လျှော့ခြင်းတဲ့စိတ်ကြီးနဲ့အဲ့တော့စာအုပ်တွေကိုလွှင့်ပြလိုက်လို့ရှိရင်ဘာဖြစ်သွားမလဲဆိုရင်အလဟတ်တက်ဖြစ်သွားပါမယ်ဆိုတဲ့ဆိုတော့နောက်တစ်ခုကြည့်အောင်ဝါတာရှိနီဝကျွန်တော်ကလည်းပဲပေါ့ကျွန်တော်မှလည်းပဲပေါ့そんなもったいないことはできませんကျွန်တော်မှဆိုရင်そんなもったいないအဲ့လိုနှမျိုးစရာကောင်းတဲ့ဟာကျွန်တော်မလုပ်ဘူးအဲ့လိုစာအုပ်ကိုလွှင့်ပြတာမျိုးတွေမလုပ်ဘူးတဲ့ဝါတာရှိကကျွန်တော်ကတော့လေ今でもအခုတတိတောင်မှ評価によってはအဲ့ဒီစာအုပ်တွေဘာသာရပ်တွေနဲ့ဆိုလို့ရှိရင်ね18歳の時にအသက်18နှစ်ကလေးကသုံးခဲ့တဲ့စာအုပ်တွေကိုကျွန်တော်မိုချီအာရူခီမတ်တည်ပြီးတော့လမ်းလျှောက်တယ်ဆိုတော့အခုတည်းကကျွန်တော်သုံးနေတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့တော့အရင်ကတည်းကသုံးလာခဲ့တယ်ဆိုတဲ့အဓိပ္ပာယ်အဲ့တော့皆さんတို့သိရမှာဘတ်တေအီတာဘတ်တေစကတ်တေအီတာဟိုမိုချီအာရူခီမတ်အရင်ကတည်းကသုံးလာခဲ့တဲ့စာအုပ်တွေကိုကျွန်တော်တည်ပြီးတော့လမ်းလျှောက်တယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်တဲ့အတွက်ကြောင့်ဒီညမှာဖြေမှန်ကစကတ်တေအီတာဖြစ်မယ်အရင်ကတည်းကအသက်18နှစ်ကလေးကအသုံးပြုလာခဲ့တဲ့အစာအုပ်တွေကိုကျွန်တော်အခုတည်းလည်းပဲတည်ရင်းနဲ့လမ်းလျှောက်တယ်ဆိုတဲ့နော်ဟုတ်ပြီအဲ့ဒါဆိုတော့ကြည့်အောင်ဒီမှာပေါ့နော်ရှင်ခဲဆိုဆိုဆိုဤတာတိုင်းဆက်စနာမိုနိုတဲ့အာရီရှင်ခဲဆိုဆိုဆိုဤတာတိုင်းဆက်စနာမိုနိုတဲ့တိုင်းဆက်စနာမိုနိုဆိုတာကအရေးကြီးဆုံးအရာဖြစ်တယ်ပေါ့နော်ရှင်ခဲဆိုဆိုဆိုဤတာဆိုတာကဘာအိပဲလဲဆိုရင်အစွမ်းကုန်ဆိုတဲ့ကိုယ့်ရဲ့အစွမ်းကုန်နဲ့ကြိုးစားတဲ့ပေါ့နော်အရေးကြီးတဲ့အရာတွေဖြစ်ပြီးတော့တဲ့ရှောကိုင်းဆိုတာကတစ်သက်လုံးဆိုတဲ့ရှောတစ်သက်လုံးယာကူတာတေးတေးイクစုမိုဒီですအဲ့တော့ဒီလုံးသုံးဝင်သွားမှာပေါ့နော်ဒီစာအုပ်တွေကအသုံးဝင်သွားမယ်ဆိုတဲ့အဓိပ္ပာယ်ဖြစ်အဲ့ဆိုထပ်ပြီးဖတ်ကြည့်အောင်ချစ်တဲ့ခိကိုခိရှင်ပေါ့နော်အဲ့တော့ဒီလှုပ်ချင်စိတ်ကိုင်းချင်စိတ်ဤတော်ဤတော်နာကိုတို့ရှိတဲ့တိုင်းပေါ့နော်သိကျင်လို့စိတ်တွေကိုနောက်တစ်ခုကဘာလဲဆိုရင်သူစင်နာလှုပ်ချင်တဲ့စိတ်အဲ့ဒီစိတ်တွေကိုဒါမုတ်တဲ့ပိုင်ဆိုင်ပြီးတော့ဘန်ကျော်ရှိတဲ့ဤတယ်ပါကြိုးစားသွားမယ်ဆိုရင်တဲ့နော်လေ့လာသွားမယ်ဆိုရင်ဆိုတွေကအဲ့ဒါကဒီဂျူကန်ဘန်ကျော်ဒါရောကနန်ဒါရောကအဲ့တော့ဂျူကန်ဘန်ကျော်ဆိုတာကဆောင်းဝဲအတွက်လေ့လာတာလားဒါမှမဟုတ်ရင်လည်းပဲတခုပါလဲပေါ့နော်ဆိုဟွန်းတို့ကတကယ်တော့တဲ့တာနိုရှိမို့လို့ပြောကြကောင်းတဲ့အရာပါအဲ့တော့textbook တွေစာအုပ်တွေကိုဘယ်လိုပြောမလဲဆိုရင်ဆောင်းဝဲဖြေဖို့အတွက်လေ့ကျင့်ပြီးတော့နှုတ်ပလိုက်တာမျိုးကြီးမဟုတ်ဘဲနဲ့နော်ဆောင်းဝဲအတွက်လေ့ကျင့်တာလားဒါမှမဟုတ်တခြားတခုလားအသုံးဝင်ဖို့လားဒါမျိုးတကယ်တော့ဗာလဲဆိုရင်စိတ်ဝင်စားရကောင်းတဲ့အရာဖြစ်ပါလေတဲ့ဆိုဂျူခန်နီစာလေ့လာတဲ့အခါမှာချိုကိုဆက်စုခန်ခနာကုတေမို့ဓာတ်ရိုက်တော့အချိုးမကြဘူးနော်မသက်ဆိုင်ဘူးဆိုပြီးမယ်တဲ့ဖြောမီယိုမိုတာခုတိုဒွန်းနာsorry ဖြောမီယိုမိုတာခုတိုဆိုတာကိုစိတ်ဝင်စားခဲ့တဲ့အရာတွေကိုဒွန်းဒွန်ဘင်ကျော်ရှိတဲ့ရှီမာဝီယောနာဟီတိုတဖြည်းဖြည်းနဲ့လေးလာသွားတဲ့သူပေါ့နော်ဒွန်းဒွန်တဖြည်းဖြည်းနဲ့ဘင်ကျော်ရှိတဲ့ရှီမာဝီလေးလာပလိုက်တဲ့ရှီမာဝီယောနာဟီတိုလူတွေကတော့ရှင်းနိုင်sorry ရှော့တိုင်းအနာဂတ်မှာမိုနိုနီနတ်တဲ့ equino ですမိုနိုနီနတ်တဲ့ equino ကတခြားလူတွေကကိုယ်ကိုအတိမတ်ပြုတယ်ဆိုတဲ့အဲ့တော့အတိမတ်ပြုတဲ့ဖြစ်ပါမယ်တဲ့အဲ့တော့ကတော့ဆိုတဲ့အဲ့တော့ဒီနေ့ကတော့စာတခြားလုပ်ပြီးနော်နောက်တစ်ခါကတော့အဲ့လိုမျိုးဆိုရင် y ရဲ့အစားသုံးတဲ့ခိုးဆိုသွားလိမ့်သုံးခိုးဆိုဖြော့ခိုးဆိုဒီနေ့ကတော့ဒီမှာလဲအဲ့လိုမျိုးဆက်ပြီးတော့စူးစမ်းနေတဲ့သူတွေပေါ့နော်စိတ်ဝင်စားမှုကိုစိတ်ဝင်စားတဲ့အရာတွေကိုအကုန်လုံးတဖြည်းဖြည်းနဲ့စူးစမ်းသွားတဲ့သူတွေကတော့ဆိုတော့ယောနာဟီတိုခိုးဆိုရှော့တိုင်းမိုနိုနီနတ်တဲ့ equal notice နော်နောက်တစ်ခုကတန်ဆူနီခန်ခေနော်နိုင်အမှတ်နဲ့မဆိုင်တဲ့နော်ခန်ခေနော်နိုင်ဆိုတာအမှတ်နဲ့ခန်ခေနော်နိုင်ကမဆိုင်ပဲပေါ့နော်အဲ့တော့အမှတ်တွေနဲ့မဆိုင်ဘဲနဲ့ဘန်ကျိုကစာလေ့လာမှုကမူဒါနာဒိုတို့ဤခုတို့ပါအဲ့တော့အမှတ်တွေနဲ့မဆိုင်ဘဲနဲ့ပေါ့နော်စာလေ့လာတာကအလဟတ်တက်ဖြစ်တယ်လို့ဆိုတာကတော့မရှိပါဘူးဆိုတဲ့လုံးဝမရှိဘူးပေါ့နော် catch the line ဆိုတဲ့ဆိုတော့ဟုတ်တယ်မလားအဲ့တော့ဘာပဲဖြစ်ဖြစ်ဖက်လိုက်ပြီဆိုရင်အသုံးဝင်တာတွေများပါတယ်ပေါ့နော်အသုံးဝင်မှုဆိုတာမရှိဘူးအဲ့တော့ဒီညမှာနောက်ဆုံး58ကဘာဖြစ်သွားလဲဆိုရင် cache တဲ့အာဒီမန်ဆန်လုံးဝမရှိဘူးဆိုတဲ့ခုနကကျတော့ဒီဆက်ပြီးတော့စူးစမ်းသွားတဲ့သူတွေကတော့သူတို့ကနောက်ဆုံးမှလူတွေအသိမှတ်ပြုတဲ့သူဖြစ်သွားမယ်အဲ့လိုမျိုးတွေနောက်တစ်ခုကကျတော့ကျွန်တော်16နှစ်ကလေးကသုံးလာခဲ့တဲ့စာအုပ်တွေကိုမနှုတ်ပြပဲနဲ့ကျွန်တော်ခုတည်းကင်ပြီးတော့တည်လာတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဲ့ဒါပြီးတော့ဒီအပေါ်ကဘာဖြစ်သွားမလဲဆိုလို့ရှိရင်အဲ့တော့မတင်မဲနဲ့ sorry စာအုပ်တွေကိုပေါ့နော်အကုန်လုံးနှုတ်ပြလက်လျှော့ပြီးတော့နှုတ်လိုက်မယ်ဆိုလို့ရှိရင်လဟတ်သက်စာလိလာလဟတ်သက်ဖြစ်သွားမယ်တဲ့အဲ့လိုကြောင့်ဒီဟာ tip ပေါ့နော်ဆိုတော့နောက်တစ်ခုကမတိဘဲနဲ့ရှိသားစုနိမတိဘဲနဲ့ပေါ့နော်အဲ့တော့စာလိလာကိုမတိဘဲနဲ့ဒီတိုင်းပဲ
ပြီးသွားတယ်ဆိုတဲ့အဓိပ္ပာယ်ပေါ့နော်အဓိပ္ပာယ်ကိုမသိဘဲနဲ့အဲ့လိုမျိုးပြီးသွားတာမျိုးတွေကိုပြောတာပေါ့နော်ဒီရှေ့မှာကဘယ်လိုမျိုးလေးပြောထားလဲဆိုလို့ရှိရင်ဆိုတော့မာနာဘူးတာနိုရှိစာဆိုတာကသင်ယူရတဲ့အနှစ်သာရအဲ့ဒါကိုမသိဘဲနဲ့စာလေ့လာတာပြီးသွားတယ်ဆိုလို့ရှိရင်ဒီမူထဖြစ်သွားတယ်ပေါ့နော်အချင်းကြီးဖြစ်တယ်လို့ထင်ကြတယ်ဆိုတဲ့အဓိပ္ပာယ်ဆိုတော့ရမယ်တင်ပါတယ်ဟဲ့ဆိုတော့နောက်ဒါကတော့ဒီအခန်း7ရဲ့ပေါ့နော်7ရဲ့မြောင်နေရဲ့grammar ဘိုင်းကိုပြီးသွားပြီပေါ့နော်နောက်ထပ်ဗီဒီယိုတွေကိုနောက်ထပ်ဘိုင်းကိုနောက်ထပ်ဗီဒီယိုမှာဆက်ပြီးတော့လေ့ကျင့်ပါမယ်ကြားနေ